Hello မင်္ဂလာပါကျွန်တော်အာဆင်နယ်တင်းနဲ့ဝီကန်နဲ့ FA ကပြိုင်ပွဲမှာတော့အာဆင်နယ်ကွင်းလယ်ကစားသမားဖြစ်တဲ့ AZ ရဲ့ခြေစွမ်းကတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်ဆိုတော့ AZ ကကွင်းလယ်မှာဘောလုံးတိုင်တဲ့ပိုင်းတွေကိုဖန်တီးမှုပြုတဲ့အပိုင်းတွေတော်တော်လေးကိုလည်းကြည့်ကောင်းခဲ့ပါတယ်ကွင်းလယ်မှာသူဖန်တီးလိုက်တဲ့ကိုနှစ်ကိုစလုံးကလည်းတော်တော်လေးကိုအဆင်မြင့်ပါတယ်ပထမထိုးပေးလိုက်တဲ့မာတူကီကိုထိုးပေးလိုက်တဲ့ဘောလုံးဆိုလည်းတော်တော်လေးကိုကောင်းခဲ့တယ်လို့မာတင်နယ်လီကိုထိုးပေးလိုက်တဲ့အလုံးကလည်းသူပိုင်နိုင်ဖြစ်အောင်ကိုထိုးပေးလိုက်တဲ့အလုံးဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ပေးပို့မှုတွေကတော်တော်လေးကိုလည်းအဆင်ပြေခဲ့ပါတယ်အထူးသဖြင့်ကွင်းလယ်မှာသူကဘောလုံးယူတဲ့အပိုင်းတွေကကျွန်တော်တို့ထွက်သွားတဲ့ကျွန်တော်သောမတ်ပါတီပေါ့နော်အာဆင်နယ်ကစားသမားဟောင်းကိုတော့ပြန်ပြီးတတိယစေခဲ့ပါတယ်ဆိုတော့သူကစားတဲ့ပုံစံကတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်တချို့တော့ပွဲတွေမှာအစ်စင်းအနေနဲ့ခြေစွမ်းမပြနိုင်ခဲ့တာကနိပြအာတီတာရဲ့လိုအပ်ချက်ဒီကြောင့်လည်းဖြစ်မယ်လို့ကျွန်တော်ကထင်မြင်ယူဆပါတယ်အစ်စင်းကတချို့တော့ပွဲတွေမှာခြေစွမ်းပြခဲ့တာရှိပါတယ်ဒါပေမဲ့အာတီတာနေနဲ့သူ့ကိုတောက်လျှောက်ကွင်းလယ်မှာတကယ်တွဲတင်တွဲထိုက်တဲ့ဒီ Grand Rice နဲ့တွဲပြီးတော့မှပွဲထုတ်သွားမယ်ဆိုရင် AC ရဲ့ခြေစွမ်းက OD ကတ်ထက်ကိုအများကြီးတာလာနိုင်ခြေရှိတဲ့ပုံစံကိုပေါက်ပါတယ်ဆိုတော့အာတီတာနေနဲ့ AC ကိုတောက်လျှောက်သုံးသွားဖို့လိုအပ်မယ်လို့ကျွန်တော်ကထင်မြင်စပါတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့သူကလည်းတကယ်အစမြင့်ကွင်းလယ်ကစားသမားတယောက်ဖြစ်ပါတယ်ဆိုတော့ physical ဘိုင်းအရာဆိုရင်လည်း OD ကတ်ထက်ခန္ဓာကိုယ်ကြန့်ခိုင်မှုကပိုပြီးတော့ကောင်းတယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့တော့အာတီတာအနေနဲ့လက်ရှိမှာကျွန်တော်ကြည့်ရတယ်တော့ဗောလေကစားသမားတချို့ကိုတော့တကယ်အရေးမကြီးတဲ့ပွဲတွေမှာနားခိုင်းပြီးတော့မှတကယ်အရေးကြီးတဲ့ပွဲတွေမှာထုတ်သုံးတင်တယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့လက်ရှိဒီလို FA ကပြိုင်ပွဲတွေတချို့တော့ပြိုင်ပွဲတွေတက်ပေါ့နော်တကယ်အရေးကြီးတဲ့ဒီ Premier League နဲ့ Champion League မှာပြန်ပြီးအသုံးပြုဖို့တချို့တော့ကစားသမားတွေကိုကောင်းကောင်းအနာပေးပြီးတော့မှနားယူခိုင်းပြီးတော့မှတကယ်ချွချွတာလည်းတွားတင်နေပြီလို့ကျွန်တော်ကမြင်ပါတယ်ဆိုတော့ပွဲကလည်းပြီးဖို့နေတာလေတန်ရာပြဿနာကလည်းတော်တော်လေးကြောက်ရတယ်လက်ရှိမှာတော့မှကစားသမားအားလုံးဒီဘက်ကကြန့်ခိုင်မှုပိုင်းအားနေသေးတယ်လို့ကျွန်တော်ကမြင်ပါတယ်ဆိုတော့လာမယ့်ပွဲတွေဆိုရင်ပို့ပြီးတော့ကြက်လာမယ်ဆိုတော့ဘယ်လိုပဲနေတဲ့လက်ရှိမှာတော့အရင်တက်ဆိုင်တော့အာဆင်နယ်ကစားသမားတွေကတန်ရာတက်တာမှုကတော့တော်တော်လေးအဆင်ပြေပြီးတော့ကျွန်တော်ပြောလို့ရတယ်ချွန်းချက်အနေနဲ့ဂိုင်ဟာပက်တို့ဒီ OD ကတ်တို့ပေါ့နော်သူတို့ကတော့တန်ရာရပြီဆိုရင်ခဏပြင်ရတတ်တဲ့ပုံစံမျိုးရှိတယ်ပြီးတော့အထူးသဖြင့်ဆိုရင်ကျွန်တော် OD ကတ်ဆိုရင်တန်ရာရပြီးနောက်ပိုင်းဒီသူ့ရဲ့ကစားမှုပိုင်းတွေမှာအရင်လောက်ခြေစွမ်းတွေတိတ်မပေါ်တော့တာတွေ့ရတယ်ဆိုတော့စိုးရင်စရာရှိတာပါနော်ဆိုတော့ဒီအဖြေကိုလည်းအာတီတာအနေနဲ့အများဆုံးဖြည့်ရှင်းသွားနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်အဲဆိုအာဆင်နယ်ရဲ့အသင်းမှာကစားသမားကောင်းတွေအများကြီးလက်ရှိမှာရှိနေတာဖြစ်ပါတယ်ဒီလိုအဲ့တော့ကျွန်တော်ဒီ U18 ကစားသမားတွေကိုလည်းခေါ်ပြီးတော့30ကျင်တော့မနော် U18 မှာခြေစွမ်းပြနေတဲ့လူငယ်ချန်ပေါက်တွေကလည်းတော်တော်လေးခြေစွမ်းကောင်းပါတယ်တကယ်3တင်းတဲ့ကစားသမားတွေဖြစ်ပါတယ်ဆိုတော့တီတာအနေနဲ့လက်ရှိမှာတော့ဘယ်လိုဆက်ပြီးလှုပ်ဆောင်သွားမလဲဆိုတာမသိပေမဲ့လောလောဆယ်မှာတော့ AC ရဲ့ခြေစွမ်းပြန်ပေါ်လာခြင်းကတော့အာဆင်နယ်တင်းအတွက်ပျော်စရာကောင်းခဲ့တယ်လို့ပြောမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့လာမယ့်ပွဲတွေကပွဲချက်တွေပဲဖြစ်ဖို့များသွားတယ်ကျွန်တော်ဒီကရပွန်ဖလားမှာဆိုရင်လည်း AFL ဖလားမှာဆိုရင်လည်းဒါဘောလုံးပွဲရောက်သွားပြီအခုဆိုရင်FA Cup ရှိမယ်နောက်ဆိုကတော့ကျွန်တော်လာမယ့် Premier League ပွဲတွေကလည်းအကုန်လုံးဘောလုံးပွဲပုံစံမျိုးနဲ့ပဲကစားသွားဖို့ရှိတယ်ဆိုတော့ Champion League မှာလည်းဘယ်လိုအသင်းတွေနဲ့ထပ်တွေ့မယ်တော့မသိသေးဘူးဆိုတော့ Arsenal အနေနဲ့ဒီချိန်မှာကစားသမားတွေကိုကောင်းလေး train ပြီးတော့မှချွတာနဲ့တချို့သောနေရာတွေမှာအလဲကျပုံစံမျိုးနဲ့တွားရမယ့်အခြေမျိုးတွေရောက်လာပြီဆိုတော့ဒါကျွန်တော်ရဲ့ team view စာချက်တွေပါ Predator တို့ရဲ့ team view စာချက်တွေကိုလည်း comment မှာရေးပေးကြလို့ရပါတယ်နောက်ထောင်ပေးတဲ့ Predator အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်